ဒါကလည်းဗျကျွန်တော်တန်ရလွှားရ2မျိုးပဲသုံးတယ်နော်ဆောက်တွေပါတွေမလိုဘူးတန်ရလွှားရ2ခုရှိရင်ဒါခုံတွေပါအကုန်လုံးလုပ်လို့ရပြီနော်ဒါတော့ तू ကကလစ်ထိုင်လုံးမှာဖြစ်ပါတယ်ခင်ဗျနောက်မိကလစ်ထိုင်ပေါ့နော်2ယောက်ထိုင်ပေါ့အဲ့လိုဒီကလစ်ထိုင်ကလည်းအရင်လည်းတက်ရတယ်နော်ကိုလုံးကြည့်လို့ရမယ်လို့ထင်ပါတယ်ခင်ဗျအရင်မိုက်ပါနော်